Hello guys ဒီနေ့ပေါ့နော် Sakura School လေးဆော့ပြမှာပဲဖြစ်ပါတယ် Sakura School ပေါ့နော် Sakura School ရဲ့ ID ပေါ့နော် ID ခဏလေးပါ ID ဥစ္စာကြီးတော့ယူလိုက်ပါဦးမယ်လာပါပြီဆို Sakura School ရဲ့ new ခဲဥစ္စာလေးနဲ့ okay လုံးနှိပ်လိုက်ပါအဲ့ဒါလေးကိုခဏဆောင်ပါတွေ့ကြသလားငါပေါ့နော်ဟိုဘာလဲကြိုက်ထီယိုဖျားပေါ့နော်တော်ရနေဒီမှာပြောပြပါမယ်ခဏလေးပါဒီမှာပေါ့နော်ဒီ pop ဆိုတဲ့ဥစ္စာလေးကိုpop ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါခဏလေးစောင့်ပါဒါကြီးပေါ်လာလို့ပါpop ဆိုတဲ့ဥစ္စာလေးpop ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်pop ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ရင်ဒီမျိုးလေးပေါ်လာလိမ့်ပါမယ်အရင်ဆုံးလောင်းငယ်လုပ်ပြီးမှဒီမျိုးပေါ်လာမှာဖြစ်ပါတယ်ဒီ search by pop id ဥစ္စာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်ရမှာပေါ့နော်ဒါလေးကိုဖြတ်လိုက်ပါဦးပါခေပါအဲ့ဆိုရင်လားဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပေါ့နော်ဒီမှာover ကြိုက်တီကိုဖျားပေါ့နော်ဒီမှာ3 6နဲ့5 3 5ပေါ့နော်ပြီးရင်4 5 1ပြီး6 6 5 5ပေါ့နော်နောက်ပြီးရင် done ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးမှ okay ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါအဲကြကိုနဲ့ဥစ္စာလေးဖြစ်လာရင်ခဏစောင့်ကြည့်ပြီး download ဆိုတဲ့ဥစ္စာလေးကိုလည်းနှိပ်လိုက်ပါအဲကြခဏစောင့်ပါဟိုမှာပေါ့နော်လောင်းငယ်ဟို200ဘယ်လောက်လဲအဲ့ဒါအကြရင်ရောက်သွားပါပြီအကြရင်ကြိတ်ရွှေဖြောက်ရောက်သွားပြီပေါ့နော်ဂျက်ပတ်လေးလည်းဝတ်လိုက်ပါမယ်ပြီးဟိုမှာပါကြိတ်ထီဖြားရောက်ပါပြီကြိတ်ထီဖြားဘောနော်ခိုးအောက်မှာဖေးကားလေးရှိပါတယ်ပြပါမယ်အောက်မှာပေါ့နော်မောင်ဝါးလေးနဲ့ပေါ့နော်ဟုတ်ပါဒီမှာပေါ့နော်ကြိတ်ထီဖြားမှာပေါ့ဒါဒီမှာပေါ့နော်ဒါလေးကို actor ဆိုတဲ့ဘေးနာဥစ္စာလေးကိုဝိုင်းactor ဆိုတဲ့ဥစ္စာလေးပေါ့နော်တွေ့ကြလားအဲ့မှာပေါ့နော်အဲ့မှာဒါဆိုရင်ဒီမှာပေါ့နော်ဒီမှာဒီအောက်ဆေးကိုလည်းရရပေါ့နော်ထိုင်လို့ပါရတယ်ပေါ့နော်အကုန်လုံးရတယ်ဘောနော်အကုန်လုံးရှင်မှာမကိမ်းမို့ချက်သားတယ်အဲ့ဒါစီလေးဘာလို့ခလူထားကြတာပေါ့နော်အဲ့ကြတော့ကြိတ်ထူးဖြားရဲ့နေရာလေးပြတာပဲဖြစ်ပါတယ်အဲ့ဆိုရင် bye bye guys